အော်ဒီနေ့ကတို့ကနန်းလေးတွေပေါ့တို့ကနန်းလေးရိုက်ထားတယ်ဥမာဆိုကုန်းနံပါတ်လေးပေါ့နော်အဲဒီကုန်းနံပါတ်လေးရှိမှာဥမာပေါ့3ညထောင်ကနန်းလောက်ဆိုလို့ရှိရင်90ရာထောင်မလားအဲ့လိုထောင်ဆိုလို့ရှိရင်တစ်သွားတယ်ပေါ့တင်းနှစ်နောက်တစ်ခါကျတော့လေအဲ့လိုပဲဒီလိုကနန်းလေးတွေကိုအဲ့ကနန်းလေးတွေကိုထည့်ပြီးတော့3ညာလေးရှိမှထားနေတာဒါပေမဲ့ဒီမှာတော့ရိုက်လိုက်တော့တော့မြေ3 4 3ညဆိုပြီးပါတယ်ပေါ့ဒါပေမဲ့ပြန်ပြီးတော့ဒီလိုမျိုးလောက်သွားတဲ့အခါကျလို့ရှိရင်တော့3ညလေးတွေကပျောက်သွားတယ်အဲ့ခါကျလို့ရှိရင်ကွာဒီကနန်းတွေရဲ့ရှိမှ3ညလေးလိုချင်တာဖြစ်တဲ့အတွက်အဲ့ကိုလိုချင်တဲ့ကနန်းတွေပေါ့နော်ဒီလိုမျိုးဖြစ်သွားတဲ့နေရာအကုန်လုံးဆက်လက်ဆွဲပြီးသွားလို့ရှိရင်ဒီနန်းမခုတွေဝင်လိုက်အဲ့နန်းမတွေကိုသွားလိုက်နန်းမတွေကနေဒီပေါက်လေးကျလာတဲ့အခါကျလို့ရှိရင်အဲ့ဒီ category ရဲ့အောက်မှာ special ဆိုတာလေးရှိအဲ့ special ကနေပြီး zing ကုတ်ဆိုတာလေးရွေးလိုက်နော် zing ကုတ်ကိုရွေးလိုက်ရွေးပြောလို့ရှိရင်တော့ okay လို့ခေါ်လိုက်လို့ရှိရင်ဒီမှာကနန်းလေးပြောင်းသွားလိမ့်မယ်ဒါကတော့မသိတဲ့လူတွေအတွက်ကိုရင်းညွှန်းပါတယ်နော်